မင်္ဂလာပါခင်ဗျအခုလူချင်းမြန်တို့တွေ့မိနေရတဲ့ဆက်ကတော့ကျွန်တော်တို့စွန့်ပစ်ပလတ်စတစ်ကနေတက်စီတီဆယ်ဖြစ်ပြန်ပြောင်းပေးတဲ့ဆက်ပါခင်ဗျဆက်ရတန်ဖို့ကတော့350ဝန်းကျင်ပါခင်ဗျ350မှာအဲ့လို plastic piece plastic ကိုဒီထဲမှာထည့်ပြီးအဲ့လိုအတုံးရလာလိမ့်မယ်ခင်ဗျရလာတဲ့အတုံးကိုကျွန်တော်တို့အဲ့ပုံထဲမှာထည့်လိုက်မယ်အဲ့ပုံလိုက်ပြကျွန်တော်တို့ဟိုးအဲ့လိုမျိုးဘီပါပုံမဟုတ်ခင်ဗျကျွန်တော်တို့တန်းအထူကြီးကိုခွေပြီးတော့လှုပ်ထားပေးရခင်ဗျအဲ့ဒါတခုရမယ်ပြီးရင် engine wire အဟောင်းမီးဖို့တခုရမယ်ခင်ဗျဘယ် plastic ကဘယ်စီထွက်တာလဲဆိုတာပြီးရင်ဘယ် plastic ကစီထွက်တာစီထွက်များတာစီထွက်နဲတာလဲဆိုတော့ကျွန်တော်တို့ဆက်ဝယ်ပြီးသွားရင်ကျွန်တော်တို့တင်တန်းပေးသေးတယ်ခင်ဗျအဲ့ချိန်ကျရင်ကျွန်တော်တို့အသေးစိတ်ရှင်းပြပေးပါတယ်ဗျအခုကတော့ဆက်ဆန်းနေတာပေါ့နော်ကျွန်တော်တို့မပို့ဆောင်ခင်မှာကျွန်တော်3ခါ4ခါလောက်ဆန်းတည်ရခင်ဗျကျွန်တော်စိတ်ချရပြီဆိုမှကျွန်တော်တို့ပို့ပေးတာဗျအဲ့ဒါတော့ plastic piece ပေါ့နော်အဲ့ဒါ plastic piece တစ်ခုအဆက်တစ်ခုပြီးရင်ပြပါပုံပေါ့နော်ပုံတစ်ပုံရယ်ပြီးရင်engine wire မီးဖို့အဟောင်းတစ်ခုရယ်အားလုံးစုစုပေါင်းအခုပေါက်စေရတော့350ဝန်းကျင်လောက်ရှိတယ်ခင်ဗျကျွန်တော်တို့ပြပါပုံကတော့တန်အထူကြီးနဲ့ပဲခွေပေးရခင်ဗျအဲ့လိုတန်အပါးတွေမဟုတ်ဗျဒီမှာပါခင်ဗျအခုကတော့စီရတော့စထွက်ပြီပေါ့နော်စီရတော့စထွက်ပြီဒီမှာပါခင်ဗျအခုကျွန်တော်တို့စွန့်ပစ်ပလတ်စတစ်ကနေထွက်ရှိလာတဲ့ဒီဇယ်ပါခင်ဗျအဲ့တော့ဒီဇက်ကနေထွက်လာတာပေါ့နော်